โอเคเราไม่มิงละบ้าจอยมันอะไรกันบ้าทีนี้มาเราจะนอนกูดีป่ะเนาะดีโปสตาป่ะเนาะดีโปสตาปีไหนตรงดีเราใครนาอะไรป่ะเนาะดีเราด่าพลุยเราแต่ใส่ปลายีสวยจ้าเลยสุดปีได้ดูป่ะเนาะสุดแล้วทีมาก็จะนอนทีมาป่ะเนาะทีปุ่งสันนี้ทีปุ่งสันนี้ตัวหลังนี้ท่าป่ะเนาะสเปเชียลใหญ่ท่าที่ท้ายมาจะโดนอะไรป่ะเนาะสุดแล้วจะรู้มาไอ้มือยิงปุ่งสันชิวสุดเลยจะรู้กะဒီပုံစံလေးလုပ်လို့ရတယ်ပေါ့နော်ကျွန်တော်ပို့လို့ short ထဲဝင်မယ်ဒီမှာတော့ကျွန်တော်ကကုန်ချမ်းလေးတွေကျွန်တော်တွက်ရှာထားတယ်ပေါ့နော်ဒီညမှာကုန်ချမ်းလေးတွေကျွန်တော်တွက်ရှာထားတယ်ဆိုတော့ okay ဆိုကျွန်တော်တစ်ချက်လောက်ပို့ short ထဲဝင်မယ်ဆိုတော့ပို့ short ထဲကိုဝင်ပြီးရင်ကျွန်တော်ဒီမှာဒီမှာပေါ့နော်ပုံစံလေးဖြတ်လိုက်မယ်ပြီးတဲ့ခါကျတော့ရှင်ကျွန်တော်ကဒီမှာfile နဲ့လေ new လာမယ်เนาะကျွန်တော်ဒီမှာ file နဲ့လေ secure new လာလိုက်မယ်new မှာကျွန်တော်ကဒီညမှာကျွန်တော်က PU တော့ကျွန်တော်ပြလိုက်တယ်ပြီးတဲ့ခါကျလို့ရှိရင်ကျွန်တော်ကဒီဘလောက် site လောက်ပါလဲပေါ့ဆိုတော့ကျွန်တော်ကဒီမှာ poster site ဖြစ်တဲ့အတွက်ကြောင့်မလို့ကျွန်တော်တို့က1920-1980ယူမယ်ဒါက poster ဖြစ်ဒီကတော့ B9 နဲ့ပါဆဲမစလို့ရှိရင်เนาะကျွန်တော်တို့မှာ insert site ကိုလာပြီးယူလို့ရတယ်လို့ကျွန်တော်တို့မှာဒီ millimeter နဲ့လဲပေါ့နော်ကျွန်တော်တို့မှာ centimeter နဲ့လဲလာပြီးယူပြရတယ်ပေါ့နော်ကျွန်တော်က centimeter နဲ့ပဲယူလိုက်မယ်ပေါ့နော်အဲ့တော့ဆိုတော့ကျွန်တော် centimeter လေးကိုနှိပ်တယ်နှိပ်ပြီးတဲ့ခါကျတော့ရှင်ကျွန်တော်တို့ဒီမှာ100မြောက်100နဲ့ကျွန်တော်ထားလိုက်ပြီပေါ့နော်အပေါ်100အောက်100ပြီးရင်ကျွန်တော်ဒီမှာ50လောက်ပဲထားလိုက်ကြည့်မယ်ပေါ့နော်ဆိုတော့ဒီပုံစံလေးပေါ့ okay sorry ဒီညမှာကျွန်တော်ပြောဖို့မေ့သွားတာကကျွန်တော်တို့ဒီလို B9 นี่ပေါ့နော်ကျွန်တော်ဒီပုံစံလေးတွေလောက်မယ်ဆိုလို့ရှင်ကျွန်တော်တို့မှာ centimeter ယူတယ်ဒီပုံစံနဲ့လောက်မှဆိုလို့ရှိရင်ကျွန်တော် resolution ကို100လောက်ပဲကျွန်တော်ထားရမယ်ပေါ့နော်ပြီးတဲ့ခါကျလို့ရှိရင်အခုဒီနေရာမှာမြင်နေရတဲ့ဒီ color မှုပေါ့နော်ဒီ color မှုမှာကျွန်တော်က B9 လောက်မှတော့ကြောက်မလို့ beamless တက်ထားလို့မရဘူး graphic တက်ထားလို့မရဘူးပေါ့နော်ကျွန်တော် C1K color ထားမှရမယ်ပေါ့နော်ကျွန်တော် C1K color ထားတယ်ဒီ resolution မှာ100ထားပြီးတော့ဒီမှာကျွန်တော်က100ယူတယ်အောက်မှာကကျွန်တော်က60လောက်ပဲယူပေါ့နော်အသေးစားလေးပေါ့နော်ဒီညမှာတော့ rotate ရပါတော့ကိုကိုပဲပြင်ပြီးချိန်လိုက်ပေါ့နော်ဒီမှာလဲတော့လမ်းတော့ပေါ့နော်ဒါကိုကိုပဲပြင်ချိန်လိုက်မယ် okay ဆိုတော့ဒီပုံစံလေးရပြီလားဆိုရင်ကျွန်တော်တို့မှာ create ကိုနှိပ်လိုက်တယ်ဒါဆိုရင်ပုံစံလေးရပြီပေါ့နော်ဆိုတော့ကျွန်တော်တို့ကခဏတော့ကဒီ background file လေးတော့ဆွဲထည့်မယ်ပေါ့နော်ဒီပုံစံလေးပြီးတဲ့ခါကျတော့ရှင်ကျွန်တော်ဒီလိုဆွဲထည့်လိုက်မယ်အကြီးဖြစ်အောင်ဟုတ်ပြီဒါကြီးကျွန်တော်အကြီးမလို့ချင်တဲ့ကြောင့်မို့ပုံစံလေးကျွန်တော်ထည့်လိုက်မယ် okay ဒီလောက်လေးပေါ့နော်ကျွန်တော်သူများလည်းမတူအောင်ဒီပုံစံနဲ့လိုက်တယ်ပေါ့နော်ဟုတ်ပြီဒီထဲမှာရှိတဲ့ရေစာလေးကိုတော့ကျွန်တော်ကမဖြတ်တော့ပါဘူးเนาะသူမူရင်းဟာဖြစ်တဲ့ကြောင့် okay ပြီးတဲ့ခါကျကျွန်တော်သူ့ကိုလုပ်တယ် select ပြီးတယ်ပြီးရင်ကျွန်တော် control ရဲ့ G ရဲ့ပွားပြီးတော့အောက်က layer file delete နဲ့ဖြတ်လိုက်တယ်เนาะ okay ဒီပုံစံရပြီလားဆိုလို့ရှိရင်ကျွန်တော်တို့ကဒီကောင်လေးကိုဖြတ်မယ်ဖြတ်ပြီးတဲ့ခါကျလို့ရှိရင်ကျွန်တော်ခဏတော့ရှိတယ် open net ကကျွန်တော်ရှာထားတဲ့ဒီကုန်ချမ်း file လေးပေါ့เนาะအဲ့ဒါလေးကိုကျွန်တော်တွဲယူမယ်ပေါ့เนาะဒီ file လေးကိုကျွန်တော်အချမ်းမြင်ပဲယူမယ်ကြောက်မလို့တအားကြီးတော့မလုပ်တော့ဘူးပေါ့နော်ဆိုတော့သူ့ကိုကျွန်တော်ကselection လေးနဲ့ဖြတ်တယ်ပေါ့နော်ဒီပုံစံလေး okay ဒီပုံစံလေးကျွန်တော်ဖြတ်တယ် okay ပေါ့နော်ဒါကျွန်တော်နမူနာလေးလောက်ပြရဖြစ်တဲ့အတွက်ကြောင့်မလို့တိတက်လေးကျွန်တော်မဖြတ်တော့ဘူးပေါ့နော်ဗီဒီယိုရှည်သွားမှာဆိုတော့ဟုတ်ပြီပုံစံလေးယူတယ်ပြီးတဲ့ခါကျတော့ရှင်ဒီနေရာမှာကျွန်တော်ကလာတယ်ပြီးတော့ခင်ကျွန်တော်ကအောက်မှာရှိနေတဲ့ကျွန်တော် edit tool လေးကိုလာပြီးယူမယ်ပေါ့နော်ဒီ edit tool လေးကိုလာပြီးကျွန်တော်ကယူလိုက်မယ်ဟုတ်ပြီပြီးတဲ့ခါကျရင် keyboard ကနေပြီးတော့ဒီကိုထားခြင်းတဲ့ပုံစံလေးထားရမှာကျွန်တော်ဒီပုံစံလေးထားခြင်းတဲ့ကြောင့်မလို့ဒီပုံစံလေးယူတယ်ဒီနေရာမှာနောက်ခံ background ကိုကျွန်တော်ကဒီအပြာလေးလိုက်ပြီးတော့ stock ကိုကျွန်တော်အဖြူလေးကွတ်ထားလိုက်တယ် stock ရဲ့တန်ဖိုးကိုနည်းနည်းလေးတင်ထားလိုက်တယ်ပေါ့နော်ဒီလောက်လေး okay ဟုတ်ပြီပြီးရင်ကျွန်တော်သူ့ဖြတ်လိုက်တယ်ပေါ့နော်ဒါတော့ကျွန်တော်ကဒီမှာရှိနေတယ်ပေါ့နော်ပုံစံလေးဒီကိုဆွဲတင်လိုက်မယ်ဟုတ်ပြီဒီပုံစံလေးထားလိုက်တယ်ပေါ့အဲ့ဒါပြီးကျွန်တော်ခဏဆွဲထည့်ထားတဲ့ဒီဟာလေးလာပြီးယူမယ်သူ့အနေနဲ့ကြီးထားလိုက်မယ်ပေါ့နော်ဟုတ်ပြီဆိုကြီးထားလိုက်မယ်ပေါ့နော်ဒါကြီးကြမယ်ဆိုရင်လောက်လေးပေါ့โอเคထားပြီပေါ့နော်ဒီပုံစံလေးပြီးတဲ့ခါကျလို့ရှိရင်သူ့ကိုကျွန်တော်တို့က right click နှိပ်ပြီးတော့ကျွန်တော်တို့မှာ create clipping master လေးကျွန်တော်နှိပ်လိုက်တယ်ပေါ့နော်ဒီပုံစံလေးဒါဆိုလို့ရှိရင်ဒီပုံစံလေးရမယ်တကယ်လို့ကိုကဒီနေရာမှာ background ကိုကျွန်တော်တို့ကကျက်တူကာလာဖက်ပြောင်းလို့ရတာပေါ့နော်ကျွန်တော်ဒီမှာဒီကာလာပြောင်းမလားဒီကာလာပြောင်းမဆိုရင်ဒီနေရာလေးလာထောက်လိုက်မှာပေါ့နော်ဒါလိုပုံစံလေး
ဒါဆိုလို့ရှိရင်ဒီမှာကာလာလေးပြောင်းသွားပြီဟုတ်ပြီဒါလေးကိုတော့လောက်ချလိုက်မယ်ဒါကကျွန်တော်ဖြစ်နေကျွန်တော်ပြထားဆိုတော့တိတ်ပြီးတော့တက်ရမှာပေါ့နော်ဟုတ်ပြီဒီပုံစံရပြီလားဆိုလို့ရှိရင်ကျွန်တော်တို့ကခဏတုန်းကဒီအောက်မှာရှိတဲ့ဟာလေးစီမှုအတွက်ကျွန်တော်တို့မှာဒီ line လေးတွေပေါ့နော်ထားမယ် create line လေးတွေထားလိုက်တယ်ပေါ့ဒါလောက်လေး okay ထားပြီးတဲ့ခါကျလို့ရှိရင်ခဏတော့ကပဲကျွန်တော်တို့ယူထားတဲ့ edit တီလေးကိုလာယူမယ်ပြီးတဲ့ခါကျရင် keyboard ကလည်း shift key လေးဖိပြီးကျွန်တော်တို့ကဆွဲလိုက်ပြီပေါ့နော်ဒီလောက်လေးပြီးဆွဲတဲ့ okay ပြီးတဲ့ခါကျလို့ရှိရင်သူ့ကိုပဲကျွန်တော်တို့ကနောက်ထပ် keyboard ကလည်းပြီးတော့ဒီ control လေးတွေဖိပြီးကျွန်တော်ဆွဲလိုက်ပေါ့နော်နည်းနည်းဝေးလေးဆွဲလောက်လေးပေါ့ okay ဟုတ်ပြီဒီပုံစံဆွဲပြီးလားဆိုလို့ရှိရင်ကျွန်တော်ရှာရတဲ့ကုန်ကျန်းတဲ့ file လေးတွေဖွင့်တယ်ပေါ့နော် okay ၄ပုံပေါ့နော်ကျွန်တော်ရှာရ၄ပုံအဲ့၄ပုံလေးဖွင့်တယ်ဟုတ်ပြီပထမဆုံးဒီပုံလေးကိုကျွန်တော်တို့ယူလိုက်မယ် okay ဒီမှာလာထည့်နေပေါ့နော်ပြီးတဲ့ခါကျလို့ရှိရင်ကျွန်တော်ကအဲ့ဒီရဲ့ဒီပုံစံလေးကျွန်တော်လာကြည့်မယ် okay ဒီမှာ layer 1ပေါ့နော်ကျွန်တော်1နဲ့ပြလိုက်တယ်ဟုတ်ပြီအဲ့1လေးကိုကျွန်တော်လာတယ်ပုံလေးကိုအောက်ကိုဆွဲချလာခဲ့တယ်ပေါ့နော်ဒီပုံလေးကို layer 4လေးကိုကျွန်တော် layer 1ရဲ့ပုံဆွဲချတယ်ပြီးတဲ့ခါကျတော့ click နှိပ်တဲ့ဒီမှာ create clinton master ပေါ့နော်ဒါလေးကိုကျွန်တော်နှိပ်လိုက်တယ်ဒါဆိုလို့ရှိရင်ဒီမှာပေါ့နော်ဒီပုံစံလေးပြောင်းသွားပြီဟုတ်ပြီနောက်တစ်ခုအနေနဲ့သူ့ကိုကျွန်တော်ဖြတ်လိုက်တယ် okay နောက်တစ်ခုနဲ့ဒီဖျားပုံလေးကျွန်တော်လာပြီးဆွဲထည့်မယ်ပေါ့နော်ဒါပေါ့ပြီးသူ့လည်းကြည့်ပြီးကျွန်တော်ထည့်လိုက်မယ် okay ခဏတော့အတိုင်းလေးပဲကျွန်တော်နှိပ်တယ်ပြီးတဲ့ခါကျတော့ရှင်အဲ့တိုင်းလေးပဲပေါ့နော်ဒီသူ့ရဲ့ဒါပုံစံလေးကိုကြည့်လိုက်မယ်ဒီမှာ layer copy 2ပေါ့ကျွန်တော်မှတ်မိရဆိုကိစ္စမရှိဘူးမမှတ်တဲ့သူတွေတော့ကတော့ကိုပဲရှာကြည့်လိုက်ပေါ့နော်ကျွန်တော် layer copy 2ဆိုတာလေးကျွန်တော်ကကြည့်လိုက်တယ် okay layer copy 2ကို click မတက်လောက်တယ်ဟုတ်ပြီနောက်တစ်ခုထပ်လာမယ်သူ့ကိုဖြတ်မယ်ပေါ့နော် okay နောက်တစ်ခုကျဒီစိုးဟင်းလေးပေါ့နော်ဒီပုံစံလေးလာမယ်ပေါ့နော်ဒီပုံစံလေးကျွန်တော်ထပ်ပြီးလောက်တယ် okay ပြီးရင်ခြားတစ်ခါ click နှိပ်တယ်ဒီပုံစံလေးထပ်လောက်လိုက်တယ်ဒါဆိုရင်ကျွန်တော်နောက်ထပ်တစ်ခုပဲကျွန်တော်လည်းသူ့ကိုဖြတ်တယ် okay ဒီပုံစံလေးထပ်လာတယ်ဒီမှာပေါ့နော်ဒီပုံစံလေးကိုကြာတော့ကျွန်တော်အပေါ်မှာတင်လိုက်တယ်ပေါ့နော်ဟုတ်ပြီဒီမှာပေါ့နော်ကျွန်တော်တို့မှာလာလိုက်တယ်ပြီးတဲ့ခါကျတော့ connect တယ် climatin ပေါ့ဒီဒါဆိုလို့ရှိရင်ခါတော့ပုံစံတိုင်းတွေရသွားပြီပေါ့နော်ဆိုတော့ကျွန်တော်တို့မှာဒီကုန်ကျန်းနေရှင်မဆုံးဟင်းပါတယ်ညာရိုက်ထားတာရှိလို့ရှိရင်ကိုဒါဆွဲထည့်လိုက်ရုံပဲပေါ့နော်ဒါကတော့ဒါသူ့ရဲ့ဒါဆုံးတနတ်စာအတွက်ပေါ့နော်ဒါတန်ခါရှင်များအတွက်ဆုံးကတ်လူတန်းချင်းပေါ့နော်ဒါကျွန်တော်ကတခြားပုံစံနဲ့ရေးလိုက်မယ်ဒါဆိုလို့ရှိရင်ဒီကအားလုံးကိုကျွန်တော် group ဖွဲ့လိုက်မယ်ပေါ့နော် keyboard ကနေပြီး control ရဲ့ G ရဲ့နှိပ်ပြီးတော့ကျွန်တော် group ဖွဲ့လိုက်မယ်ပေါ့နော် okay ဆိုတော့ဒီမှာတစ်ခုကျန်နေခဲ့တယ်ပေါ့နော်သူ့ချက်တော့နှိပ်လိုက်မယ်ဆိုတော့ခါကြတော့ဒီမှာပေါ့နော်ဒီပုံလေးရဲ့ပမာရှိနေတယ်ပေါ့နော်မြေတောင်းဒီပေါ့နော်ဒီမှာဟုတ်အောက်မှာလည်းကြာတယ်သူ့ပေါ်တင်လိုက်တယ် recognize တယ် climatin ဟုတ်ပြီဒါဆိုလို့ရှိရင်ကျွန်တော် group ဖွဲ့လို့ရတယ်ပေါ့နော်ဒီမှာ okay ဟုတ်ပြီဒါ group ဖွဲ့ပြီလားဆိုလို့ရှိရင်ကျွန်တော်ကgroup ပြန်ဖြည့်လိုက်မယ်ကျွန်တော်ခါတော့မှားသွားလို့ပေါ့နော် sorry ဒီပုံစံလေးကိုကျွန်တော် group နဲ့လေးအောက်ချလိုက်ပြီပေါ့ဒီမှာဟုတ်ပြီ okay ကျွန်တော်ဟာတဲ့အားလုံးကိုကျွန်တော်နည်းနည်းလေးအောက်ထပ်ချမယ် okay လောက်လေးပေါ့နော်ချလိုက်တယ်သူ့လည်းနည်းနည်းချလိုက်ပြီပေါ့နော် okay ဆိုတော့ဒီမှာရောက်ပြီလားဆိုလို့ရှိရင်ကျွန်တော်တို့ကဒီမှာတနက်စာဆုံးကတ်လူတန်းရှင်းပေါ့နော်ဒါဒီလိုပုံစံလေးထားမှာနော်တန်ကြတော်ရှင်းနေတဲ့ပေါ့နော်ဆိုတော့ကျွန်တော်တို့ကအပေါ်မှာထားထဲပြီးဒီမှာ click လိုက်တယ်ပြီးတဲ့ခါကျရင်ကိုကဘယ်လိုပုံစံလေးထားချင်လဲပေါ့နော်စာတော့ကျွန်တော်ဒီပုံစံလေးထားချင်တယ်မွေးနေ့အလူစုကတ်ဆုံးဒီပုံစံလေးကျွန်တော်ရေးလိုက်မယ်မွေးနေ့sorry ပေါ့နော်အလူဆုံးကတ်လူတန်းချင်းပေါ့နော်စွမ်းကတ်လူတန်းချင်းဒီပုံစံနဲ့ထားလိုက်တယ်sorry ပေါ့နော်ကျွန်တော်မှာဒီ data တွေပေါ့အဲ့ပေါ့နော်စုကတ်လူတန်းရှင်း okay ဒီပုံစံကျွန်တော်ထားလိုက်တယ်ပေါ့နော်ကိုကြိုက်တဲ့ပုံစံခေါင်းစဉ်လေးရှင်းသူရေးလို့ရတယ်ပေါ့နော်ကျွန်တော်ဒီပုံစံလေးရေးလိုက်တယ်မွေးနေ့အတူစွမ်းကလူတန်းချင်းဟုတ်ပြီ okay ဒီပုံစံလေးရေးပြီးလားဆိုလို့ရှိရင်ကျွန်တော်ဒီလောက်လေးသူ့ကိုဆွဲကြည့်လိုက်မယ်
ကြည့်ပြီးတဲ့ခါကျလို့ရှိရင်ကျွန်တော်တို့ဒီမှာကျွန်တော်ရဲ့ဒီဘက်ချမ်းမှာရှိနေတယ်ကျွန်တော် as layer map လေးကိုလာမယ်လာပြီးတဲ့ခါကျလို့ရှိရင်ကျွန်တော်တို့ကဒီမှာ drop ချလေးလာပြီးတုံးလိုက်မယ်ပေါ့နော်တုံးပြီးတဲ့ခါကျလို့ရှိရင်ကျွန်တော်တို့မှာ stock မှာကျွန်တော်တခြားပေါ့နော်သူနဲ့ကိုက်ညီမဲ့ stock လေးပေါ့နော်ဒီ stock လေးယူမလားဒီ stock လေးယူမလား okay ဒီ stock လေးရစီပြီဆိုရင်အဲ stock ပြီတဲ့ stock လေးကျွန်တော်ယူလိုက်မယ် okay ဒီပုံစံလေးပေါ့နော်ဒါမှမဟုတ်လို့ရှိရင်လည်းဒီပုံစံလေးပေါ့နော်ဒါလေးတွေပေါ့ဒီပုံစံလေးတွေပေါ့နော်ကျွန်တော်စင်ပြင်မဲ့ပုံစံလေးဆိုတော့ယူလို့ရတယ်ပေါ့နော်ဟုတ်ပြီဒီပုံစံလေးယူပူလိုက်ဆိုလို့ရှိရင်ကျွန်တော်အမမွေးနေ့ဘသူပေါ့နော်ကျွန်တော်စာရေးမယ်အမမွေးနေ့ရှင်ဘသူမွေးနေ့ရဘသူပေါ့ဟိုမှာဒါသူစမဆုယတီပေါ့နော်ဒါလေးရေးလိုက်မယ် okay ဆိုတော့မဆုယတီသူမရဲ့နာမည်ကိုတော့ကျွန်တော်ဒီဘက်ပေးမှထားလိုက်မယ်ဒီပုံစံလေးပေါ့ okay ကျွန်တော်တခြားဘောင်ကလုတ်တွေပါတယ်ကျွန်တော်မထည့်တော့ဘူးပေါ့နော် okay ပြီးတဲ့ခါကျတော့ရှင်ကျွန်တော်တို့မှာ stock တက်တယ်ပြီးတဲ့ခါကျရင်ဒီပုံစံလေးပေါ့နော် dot chart လေးထည့်လိုက်တယ်ဒီလောက်ပဲပေါ့နော်ကျွန်တော်ဒီလောက်ပဲထည့်တယ်နောက်ခံ background တော့ကျွန်တော်တို့က blur တော့ထားလိုက်မယ်ပေါ့နော်အဲ့တော့ blur မှာပေါ့နော် filter တဲ့က blue တဲ့က Gaussian blur ကိုလာထားတယ်အဲ့ကျွန်တော်တို့နောက်ခံ power လေးစစ်ကြည့်လိုက်မယ် okay ဒီလောက်လေးဝါထားလိုက်တယ်ဝါပြီးတဲ့ခါကျရင်ကျွန်တော် opacity လေးကိုနည်းနည်းလေး short မယ်ပေါ့နော် okay file နဲ့ opacity နည်းနည်း short တင်လိုက်မယ်ဒါဒီမှာတင်လိုက်မယ်ပြီးရင်ကျွန်တော်တို့က keyboard ကလေး adjustment ပြီးလို့ရှိရင်ကျွန်တော်တို့မှာ level ပေါ့နော်ဒီပုံစံလေးထားလိုက်မယ် okay ဒါဆိုလို့ရှိရင် color လေးကတောက်နေဖြစ်သွားပြီဒီမှာစာသားလေးတွေကိုလိုချင်တဲ့စာသားလေးတွေလည်းကျွန်တော်မြင်ရပြီပေါ့နော် okay မြင်ရပြီလားဆိုလို့ရှိရင်ကျွန်တော်တို့ဒီမှာဒီပုံစံလေးရပြီလားဆိုရင် okay တခြားပေါ့နော် PNG logo လေးကျွန်တော်ထည့်မယ်ပေါ့နော်အဲ့တော့ကျွန်တော် logo လေးထည့်မှုအတွက်ဆိုလို့ရှိရင်ကျွန်တော်တို့မှာlogo file လေးတွေပေါ့နော်ကျွန်တော်တို့မှာlogo file လေးချက်လာထည့်မယ်ဒါကပါ file လေးပေါ့နော်ကျွန်တော်okay ကျွန်တော်တို့မှာရှား file လေးတွေပေါ့နော်ထည့်ကြည့်မယ်ပေါ့နော်ဒီ file မဟုတ်ပါဒါကရှား file ဒီမှာမရှိဘူးဆိုရင်ကျွန်တော်ရှား file နဲ့ရှာကြည့်မယ်ဒီမှာလည်းမရှိဘူးကျွန်တော်တို့မှာဒါလည်းမဟုတ်ဘူးเนาะဒါကျွန်တော်တို့တခြား file လေးတွေပေါ့ okay နောက်ကြပါကျွန်တော် file လေးဒီရှားစုစည်းထားအောင်မယ်တော့ဆက်တော့ကျွန်တော်မှာ PDF file လေးပေါ့เนาะဒီ file လေးတွေ okay ဒီ file လေးတွေကျွန်တော်လာထည့်လိုက်မယ်ပေါ့เนาะဒီမှာအဲ့ထက်ကကျွန်တော်ကြိုက်နေတဲ့ file လေးထူတာထည့်လို့ရတယ်เนาะဒီ file လေးထူကျွန်တော်လာထည့်လိုက်မယ် okay မှာပေါ့နော်ဒီပုံစံလေးကထည့်လိုက်တယ်အဲ့ဒီရဲ့အောက်မှာကျွန်တော်ထပ်ပြီးတော့ logo လေးပါကျွန်တော်ထည့်အောင်ပါပေါ့နော် logo လေးဆိုတော့ကျွန်တော် logo ပါတဲ့ပုံစံလေးကျွန်တော်ကြည့်လိုက်မယ်ဒီပုံစံလေးထည့်ကြည့်လိုက်နော်ဒီမှာကျွန်တော် logo မပါသေးဘူးပေါ့နော်ဟုတ်ပြီlogo မပါသေးဘူးဆိုတော့ဒါရပါပြီပေါ့နော်ကျွန်တော်ဒီလောက်နဲ့ကျွန်တော်ထည့်လိုက်မယ်တကယ်တခြားထည့်ချင်တာရှိလို့ရှိရင်ဒီနေရာလေးမှာကျွန်တော်လာထည့်လို့ရတယ်ပေါ့နော် okay ဆိုတော့ဒီလောက်ဆိုရင်ဒီမှာအဆင်ပြေပေါ့နော်ဒါဆိုလို့ရှိရင်ဒီဟာလေးကိုကျွန်တော်နည်းနည်းတီးလိုက်မယ်ပေါ့နော် keyboard ကလေး control T နှိပ်ပြီးတော့နည်းနည်းတီးလိုက်မယ်ဒီပုံစံနဲ့ဟုတ်ပြီတီးပြီးလားဆိုလို့ရှိရင်ဒါဒီမှာစာတွေပါတွေကတခြားစာတွေထည့်ချင်တယ်ဆိုရင်လည်းထည့်လို့ရတယ်မွေးနေ့လူတူတန်းချင်းနဲ့ဘယ်သူပုံစံလေးပေါ့နော်ဒီပုံစံလေးထည့်လို့ရတယ်ဒီမှာဆိုလို့ရှိရင်လည်းဒီမှာသူကလည်းသူပြည့်စုံပြီးသားတော့ကျွန်တော်တခြားထည့်စရာမလိုတော့ဘူးပေါ့နော် okay ဆိုတော့ဒီလောက်ရပြီဒီလို save မယ်ဆိုလို့ရှိရင်ကျွန်တော်တို့မှာဒါတွေအားလုံးကို save ချင်တယ်ဆိုရင်တော့ကျွန်တော်တို့မှာ file တွေရတယ်ရောကျွန်တော်တို့ဒီမှာ CS ကိုလာတယ်ပြီးတဲ့ခါကျလို့ရှိရင်ကျွန်တော်တို့ဒီမှာဒါကတော့ကျွန်တော်တို့ဒီ try sys ဆိုတဲ့နေရာမှာကျွန်တော်တို့ကPST file နဲ့ဆေးတာပါเนาะကျွန်တော်တို့လိုပြန်လိုက်ပြီးအသုံးပြုလို့ရတယ်ဒါ file နည်းနည်းပေးပြီးတော့ဒီမှာ PST နဲ့လာတယ်ကျွန်တော် JPEG နဲ့ဆေးချင်တယ်ဆိုလို့ရှိရင်ကျွန်တော် JPEG နဲ့ဆေးလို့ရတယ်ပေါ့เนาะ okay အဲ့ဒီနေရာမှာတစ်ခုသတိထားရမှာက JPEG နဲ့ဆေးမယ်ဆိုလို့ရှိရင်ကျွန်တော်တို့ဒီနေရာတွေအားလုံးပေါင်းရမယ်ပေါ့เนาะပေါင်းမှုအတွက်ဆိုလို့ရှိရင်layer တဲ့ကကျွန်တော်မှာ flatten image တဲ့နေရာလေးပေါ့နော်ဒါလေးကိုလာပြီးတော့ထည့်ရမယ်ပြီးရင် file save အထက်က desktop မှာတစ်စိတ်မှာဖြစ်တဲ့ကြောင့်မလို့ desktop ကိုရွေးချယ်တယ်ပြီးတဲ့ခါကျလို့ရှိရင် CS လောက်လိုက်တယ်ပြီးရင်တော့ကျွန်တော်တို့က okay ပြလိုက်တယ်ဒါဆိုလို့ရှိရင်ကျွန်တော်ခဏတော့ကရေးခဲ့တဲ့ဒီပုံစံလေးရလာပြီပေါ့နော်ဒီမှာ okay ဆိုတော့အားလုံးအဆင်ပြေနေကြပါစေနော်